ဒီနေ့ရော Charles Dickens ရဲ့ကမ္ဘာကျော်ကန်ထဝင်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ Oliver Twist ရဲ့အစပိုင်းအခန်းကြီးကိုအတူတူလေ့လာကြည့်ကြပါမယ်။ဒီဝတ္ထုဟာ19ရာစုအင်္ဂလန်မှာတကယ်ဖြစ်ပျက်ခဲ့တဲ့ဆင်းရဲမွဲတေမှုရဲ့ကြမ်းတမ်းတဲ့ဘဝတွေကိုပကတိတိုင်းဖော်ထုတ်ပြသခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ဒီဝတ္ထုရဲ့လေတံကိုစားပြီးထန်စာမိစေမဲ့ကိုကချက်တစ်ခုနဲ့အရင်စားလိုက်ရအောင်။စကြောင်းပြောသူကအိုလီဗာကိုအလုပ်ကြမ်းခဲ့ရမှာမွေးဖွားခဲ့တာဟာဖြစ်နိုင်သမျှအထက်မှာအကောင်းဆုံးရပဲလို့မှတ်ချက်ပေးထားပါတယ်။ဒီစကားရဲ့နောက်ွယ်ကတျော်ထားတဲ့ခါးသီးတဲ့အဓိပ္ပာယ်ကိုဇလန်းဆက်သွားလာနဲ့အမျှပိုပြီးနားလည်လာမှာပါ။ဟုတ်ပြီအဲ့ဒီတော့အိုလီဗာရဲ့ဇာလန်ကဘာကနေစတယ်လဲ။ဝမ်းနေချင်းနဲ့ဒုက္ခတွေပြည်နေတဲ့နေရာတစ်ခုကနေစတင်ခဲ့ပါတယ်။သူမွေးဖွားလာတဲ့ပတ်ဝန်းကျင်ဟာဘလောက်တောင်အေးဆက်ပြီးဂရုမစိုက်မှုတွေနဲ့ပြည်နေတယ်လဲဆိုရင်ကြည့်လိုက်ကြရအောင်။ဒီဇလန်ကိုနားလည်ဖို့ဆိုရင်အလုတ်ချမ်းကြရာဆိုတာဘာလဲဆိုတာကိုအရင်ဆုံးသိထားဟုတ်လိုပါတယ်။စာရွက်ပေါ်မှာတော့ဒါဟာအလုတ်နဲ့လဲလွယ်ပြီးအစားသုံးတဲ့ညီစရာပေးတဲ့အများပြည်သူဆိုင်ရာအဆောက်အုံတစ်ခုပေါ့။ဒါပေမဲ့လက်တွေ့မှာတော့ဒါဟာငတ်မွတ်ခေါင်းပါမှုအနိုင်ကျင့်ညင်ပမှုနဲ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ရက်စက်ကြမ်းကြုတ်မှုတွေစုနေတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်။အိုလီဗာရဲ့ဘဝအစားကတကယ်ကိုကံမကောင်းရှာပါဘူး။သူဟာဘသူပဲဝါမှမသွေးတဲ့မိခင်ကနေမွေးဖွားခဲ့ပြီးမိခင်ကမွေးပြီးချင်းပဲဆုံသားခဲ့တယ်။လက်ထက်လက်ဆွမရှိဘူးဆိုတဲ့အချက်လေးတစ်ခုတည်းနဲ့သူမိခင်ဟာလူမှုရေးအရာအရှက်ရခဲ့သူအဖြစ်သတ်မှတ်ခံရတယ်။ရက်ွက်ရရှိမစ္စတာဘမ်ဘာကသူ့ကိုအခရာစင်တိုင်း twist လို့နာမည်ပေးခဲ့တယ်။ဒီလိုနဲ့သူဟာလူလန်းကမထီမဲ့မြင်ပြကြတဲ့တစိတ်ထက်ခံရက်ွက်ရဲ့ကလေးတစ်ယောက်ဖြစ်လာခဲ့ပြီး Mrs. Smith ဆိုတဲ့အမျိုးသမီးတစ်ယောက်ရဲ့ကလေးမွေမျိုးရေးချံကိုပို့ချင်းခံခဲ့ရပါတယ်။အခုဒီဝတ္ထုရဲ့အချင်းရှားဆုံးလူအများစုမှတ်မိနေကြတဲ့အခန်းကိုရောက်လာပါပြီ။စာလောင်မှုထံကိုအလွန်အမြင်ခံစားနေရတဲ့ကလေးတစ်ယောက်ကပိုတောင်းရတဲ့တတိကိုပြသခဲ့တဲ့အခိုက်အတန့်တစ်ခုပါ။ဒီနေရာမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတာကတော့အလူချမ်းကရဘိုးအဖွေရဲ့ဟန်ဆောင်ကောင်းတဲ့အတွေးခေါ်နဲ့ကလေးတွေရင်ဆိုင်နေရတဲ့ရက်ဆက်ကလက်တွေဘဝကြကကွာခြားချက်ပါပဲ။ဘိုးဖွေကဆင်းရဲသားတွေဟာအလူချမ်းကရကိုအများပြည်သူဆိုင်ရာဖြို့ဖြေးရေးနေရာတစ်ခုလိုသဘောကျနေတယ်လို့ထင်နေချိန်မှာကလေးတွေကတော့ဖြည်းဖြည်းချင်းငတ်တည်စေတဲ့ညင်ပန်းနှိမ့်ဆက်မှုကိုခံစားနေကြရပါတယ်။ကောင်းလေးတယောက်ကနောက်တစ်ယောက်ကိုစားဖြစ်မယ်လို့ချင်း6ရောက်လောက်အောင်ဆာလောင်နေကြကြပြီးသူတို့ရဲ့ပန်းကန်ဒီကိုဇွန်းနဲ့ပြောင်းနေအောင်လက်ခဲ့ကြရပါတယ်။ကျေးဇူးပြုပြီးကျွန်တော်နောက်ထပ်လိုချင်ပါတယ်ဆိုတဲ့ဒီစကားလေးအရန်ရိုးရှင်းနေနော်။ဒါပေမဲ့အဲ့ဒီအခါကအလို့ကျန်းခဲ့ရတယ်မှလို့ဒါဟာပုံတစ်လုံးပောက်ကွဲသွားသလိုပါပဲ။ခလီတယောက်ရဲ့အစားအစာတောင်းဆိုမှုကိုကြီးမားတဲ့ပုံကံမှုတစ်ခုဖြစ်သူတို့မြင်ခဲ့ကြတယ်။ဒီတောင်းဆိုမှုရဲ့အကျိုးဆက်ကတော့ကြီးမားလွန်းပါတယ်။အိုလီဗာကိုချက်ချင်းအချုပ်ခန်းထဲထည့်လိုက်ပြီးသူ့ကိုရက်ကွက်ကနေခေါ်သွားမဲ့ဘသူကိုမဆိုစုငွေ9ပေါင်ပေးမယ်လို့တောင်ကြီးညာခဲ့ပါတယ်။ခလီတယောက်ရဲ့အစားတောင်းဆိုမှုကိုရာဇမှုတစ်ခုလိုသဘောထားခဲ့ကြတာပါ။ဆိုတော့မလိုလားအပ်တဲ့အလုပ်တင်ဘဝကိုရောက်လာပါပြီ။တဲအိုးထဲကနေမိဖို့ထဲကြားတယ်ဆိုတာမျိုးပေါ့။ရက်ကွက်ကသူ့ကိုထိရောက်ရောင်းချိုးလိုက်တဲ့အချိန်ကိုရောက်လာပါပြီ။သူ့ရဲ့အလုပ်တင်ဘဝကကြောက်မဲ့ဖွယ်ကံကြမ္မာနှစ်ခုကြားလွှဲခဲ့ရပါတယ်။ပထမတော့ရက်ဆက်တဲ့မိခိုးခေါင်းတိုင်တန်ရှင်ရဲ့တမမစ္စတာဂန်ဖီစီမှာအလုပ်တင်ဖိတ်ခါနီးဖြစ်ပါခဲ့တယ်။ဒါပေမဲ့အိုလီဗာရဲ့တီမလောက်ကြောက်လန့်နေတဲ့မျက်နှာကိုမြင်ပြီးတရားသူကြီးကငင်းပယ်ခဲ့လို့လွတ်သွားခဲ့တယ်။အဲ့ဒီအစားအတူပါအခေါင်ပင်းနဲ့မစ္စတာဆာဝရီဘယ်စီမှာအလုပ်တင်ဖြစ်ခဲ့တယ်။အဲ့ဒီမှာနိုအာဂလီဘူးရဲ့နှိစက်မှုကိုခံခဲ့ရပြီးသူ့ရဲ့ကွယ်လွန်သွားတဲ့မိခင်ကိုစော်ကားခံရခြင်းမှာတော့အိုလီဗာရဲ့တီးခန့်နိုင်စွာကုံဆုံးသွားခဲ့တယ်။ပထမဆုံးချိန်ပြန်လက်ခုခံခဲ့တဲ့အတွက်အရိုက်ခံရပြီးမြေအောက်ခန့်ထဲမှာအပိတ်ခံခဲ့ရတယ်။အဲ့ဒီညမှာပဲသူဟာကန်ကြမ္မာကိုကိုယ်တိုင်ရှာဖွေဖို့ဆုံးဖြတ်ပြီးထွက်ပြေးခဲ့ပါတယ်။ဒီလိုနဲ့ပဲအိုလီဗာရဲ့ဘဝမှာအခန်းကဏ္ဍတစ်ခုစတင်ပါတော့တယ်။ဖြောလင်းချက်မဲမှုကနေတွန်းအားပေးလိုက်တဲ့မိုင်90ရှိလာတဲ့လန်ဒန်မြို့ကြီးစီကခရီးကျန်းဖြစ်ပါတယ်။သူ့ခရီးကလွယ်လွယ်ကိုတော့မခောက်ခဲ့ဘူး။ခုနှစ်ရက်ကြာတဲ့ဒီခရီးမှာပထမနေ့မှာမိုင်20လမ်းလျှောက်ပြီးကောက်ရုပ်ပုံအောင်မှာအိတ်ခဲ့ရတယ်။ဒုတိယနေ့မှာသူ့ရဲ့တပည့်နေတက်လင်းနဲ့ပေါင်မုတ်တစ်လုံးဝှဲခဲ့တယ်။နောက်ရက်တွင်မှာတော့တွားစလုံးရှောက်ရင်အစားတောင်းစားခဲ့ရတယ်။ချင်းချောက်မှုတွေနဲ့ကျင်နာမှုအခိုက်အတန့်လေးတွေကိုကြုံတွေ့ခဲ့ရပြီးခုနှစ်ရက်မြောက်နေ့မှာတော့ဘာနှမျိုးကိုပင်ပန်းနွမ်းနေစွာနဲ့ရောက်ရှိခဲ့ပါတယ်။ဒီလိုပင်ပန်းနွမ်းနေတဲ့အချိန်မှာပဲထူးဆန်းတဲ့လူငယ်လေးတစ်ယောက်သူ့ရှေ့ကိုရောက်လာပါတယ်။ဟေးတငယ်ချင်းဘာတွေဖြစ်နေတာလဲလို့သူကမေးခဲ့တယ်။ဒီတွေ့ဆုံမှုဟာအိုလီဗာကိုလုံးဝမတူညီတဲ့အန်ဒီယကဘာကြီးထဲကိုဆွဲခေါ်သွားမယ်အဓိကဇက်ကောင်နဲ့တွေ့ဆုံခြင်းပါပဲ။ "तू ကဘာလို့လဲဆိုတော့ Arthur Dodger တဲ့နမေရင်က Jack Dawkins ပါ။ရုပ်ကကလေးရုပ်နှာခေါင်းပြားတာမန်ရိုးရည်ရှိပေမဲ့အမူအရာကလူကြီးတယောက်လိုပဲ။ तू က Oliver ကိုလန်ဒန်ကလေးစားစရာလူကြီးတယောက်စီမှာအစားတောက်နဲ့နေစရာပေးမယ်လို့ကမ်းလှမ်းခဲ့ပါတယ်။ဒီလိုနဲ့ဒေါ်ဂျာရဲ့နောက်ကိုလိုက်သွားရင် Oliver တယောက်သူ့ခိုးရီရဲ့6ကူးတဲ့ကိုရောက်သွားမှာတော့
ထူးဆန်းတဲ့ယဉ်နီးခင်မေမှုနဲ့နှဆိုင်တဲ့ယိုရွေးမှုတွေပြည့်နေတဲ့နေရာတစ်ခုပါ။ သူမြင်လိုက်ရတဲ့မြင်ကွင်းကတော်တော်ထူးဆန်းတယ်။ Saffron Hill ရဲ့ညစ်ပတ်ဆုပ်ပြက်နေတဲ့လမ်းတွေကနေတဆင့်အလုံးအုံမင်းပြီးအရေးတွက်နေတဲ့ဂျူးလူမျိုးတယောက်တစ်သက် Vacancy ကိုရောက်သွားခဲ့တယ်။အဲဒီမှာဆေးလိပ်ထောက်အရက်တောင်နေတဲ့ Charlie Biggs နဲ့တခြားကောင်လေးတွေကိုတွေ့ရတယ်။ Fagan ကကောင်လေးတွေကိုသူ့အိတ်ထဲကပစ္စည်းနိုင်တဲ့ကစားနယ်တစ်ခုတင်ပေးနေပြီး Oliver ကိုတော့ခိုးလာတဲ့လက်ကင်ပူပါတဲ့ပေါ်ကအမတ်တသားဖက်ရှားနေတင်ပေးခဲ့တယ်။ဒါတဲ့အားလုံးကို Oliver ကရိုးရိုးသားသားနဲ့နားလည်မှုလဲခဲ့ပါတယ်။ အခုအိုလီဗာရဲ့ပထမဆုံးအလို့ဆင်းတဲ့နေ့ကိုရောက်လာပါပြီ။ဒီနေ့မှာပဲသူ့ရဲ့အပြစ်ကင်းစင်မှုတွေဖျက်ဆီးသွားတော့မှာပါ။ အိုလီဗာကတော့အလို့အကိုင်းတစ်ခုခုတင်ရတော့မယ်ဆိုပြီးပျော်နေတာပေါ့။ဒါပေမဲ့တကယ်တမ်းကျတော့ဒေါ်ဂီနဲ့ချာလီကပန်းသီးနဲ့ကြက်တော်နီတွေခိုးနေတာကိုတွေ့ခဲ့ရတယ်။သူကရိုးသားစွာအလို့လို့ရမယ်လို့ထင်ခဲ့ပေမဲ့ဒေါ်ဂီကလူကြီးတယောက်ရဲ့လက်ခိုင်ဘူးဟာကိုကျွမ်းကျင်စွာခိုးယူသွားတာကိုမျက်စိရှေ့မှာနဲ့မြင်လိုက်ရတယ်။အဲဒီနောက်မှာတော့ကြောက်လန့်တကြားထွက်ပြေးခဲ့ရပြီးအော်တန်တွေထွက်ပေါ်လာခဲ့ပါတယ်။ ပြီးတော့အလုံးကဝိုင်းအော်ကြတယ်သူခိုးဒါပေမဲ့ရက်စရာကောင်းတာကဒီအော်ဒနာတကယ်သူခိုးဒီစီကိုဥတီနေတာမဟုတ်ပဲကြောင်းလန့်တကြားဖြစ်နေတဲ့အဖြစ်ကင်းစင်တဲ့ Oliver စီကိုဥတီနေခဲ့တာပါဒါပေမဲ့ခဏစဉ်းစားကြည့်အောင်တကယ်သူခိုးကဘသူဖြစ်မလဲပစ္စည်းခိုးတဲ့ဒေါ်ဂျွန်းနဲ့ချာလီလားဒါမှမဟုတ်အပိကင်းတဲ့ခလေးတယောက်ရဲ့ငယ်ဝကိုခိုးယူသွားပြီးသူ့ကိုဒီလမ်းပေါ်ရောက်တွန်းပို့ခဲ့တဲ့လူအဖွဲ့အစည်းကြီးတစ်ခုလုံးလား